အလုံသမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်ဆိုသည်ဒီကနေ့မနက်ပိုင်းကပြည်ထောင်စုနယ်မြေဒကိနာတေရီစက်မှုဇုံရှိမပယ်ဝန်းအထက်ချုပ်ဆက်ယုံနဲ့ချင်းတွင်းတကွန်အထက်ချုပ်ဆက်ယုံများသို့တွားရောက်ပြီးဆက်ယုံတာဝန်ရှိသူများအလုံသမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC အဖွဲ့ဝင်များလုပ်ငန်းခွင်ပြည်내ကင်းရှင်းရေးနဲ့ကျန်းမာရေးဆိုင်ရာ OSH ကော်မတီဝင်များအလုံသမားများအားတွေ့ဆုံပြီးအလုံသမားဝန်ကြီးဌာနနေဖြင့်အလုံသမားများလုပ်ငန်းခွင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကျွမ်းကျင်မှုတင်နန်းများဖွင့်လှစ်ပြီးအကောင့်တွေပေါ်ဆောင်ရွက်ပြီးလျက်ရှိကဥပဒေပါရပိုင်ခွင့်များရရှိနိုင်ရေးအတွက်ကာကွယ်ဆောင်ရွက်မှုများဆောင်ရွက်ပြီးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများကဆက်ယုံမှလူမှုဖူလုံရေးအဖွဲ့ပိုင်းရွေလျားစေကူတာရင်ဖြင့်လုပ်ငန်းခွင်အရောက်ကျန်းမာရေးဆောင်ရွက်မှုများဆောင်ရွက်ပေးနေမှုများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။အလုံသမားဝန်ကြီးဌာနဟာလူမှုဖူလုံရေးစီမံကိန်းကိုအကောင့်တွေပေါ်ဆောင်ရွက်ရမှာပြည်ထောင်စုနယ်မြေနေပြည်တော်မှာအကျုံးဝင်အလုပ်ဌာနပေါင်း1135ဌာနနဲ့အာမခံအလုံသမားဦးရေ28,960ဦးရှိပြီးမြို့နယ်လူမှုဖူလုံရေးစေကံ3ကန်စာချုပ်စေကံ5ကန်ဌာနကြီးစေကံ4ကန်တို့ဖြင့်ကျန်းမာရေးဆောင်ရွက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းနဲ့တန်းဒေသကြီးပြည်နယ်များရှိအာမခံအလုံသမားများရဲ့ကျန်းမာရေးဆောင်ရွက်မှုများကိုလည်းကင်းပြီးဆေးပစ္စည်းကိရိယာများဆေးဝါးများဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။